မင်္ဂလာပါThe Fincook Channel ကနေကြိုဆိုလိုက်ပါတယ်ဗျာဒီမတိသေးတဲ့တခွားတီးအကြောင်းပြောပြပေးတော့မှာဖြစ်ပါတယ်ဗျာဒီတခွားတီးကိုမှကျွန်တော်တို့တချို့သောလူတွေကဖင်းကနေအရင်ကိုက်စားတတ်ကြပြီးတချို့သောလူတွေကတခွားတီးရဲ့ခေါင်းဖြားကနေအရင်ကိုက်စားတတ်ကြပါတယ်ဗျာဒီလိုကိုက်ရချေအကြောင်းရင်းကတော့တချို့သောလူတွေကကျွန်တော်တို့ကိုက်လိုက်တဲ့အခါမှာအခါတက်ကိုအရင်ခံစေပြီးအချိုတက်ပိုင်းကိုနောက်မှတွားတာပဲဖြစ်ပါတယ်ဗျာတခွားတီမှာတဘောအချိုသက်ပါဝင်တာကြောင့်စွမ်းအင်ကိုအမြန်ဖြစ်တင်နိုင်ပြီးအကစားသမားများနဲ့အလောက်များနေသူများအတွက်အထူးကောင်းပါတယ်ဗျာပိုတက်ဆီယမ်များတဲ့ကြောင့်နှလုံးကျက်မရအတွက်ကောင်းပါတယ်ဗျာသွေးပြီးအားကိုထိရုပ်ပေးပြီးနှလုံးရောင်ယောဂအန်တရယ်များရောကြပေးနိုင်ပါတယ်ဗျာကျွန်တော်တို့ရဲ့အောက်နောက်လှစွမ်းအားကိုလည်းတိုးလာစေပြီးဗီတာမင် B6 ပါဝင်တာကြောင့်အောက်နောက်အတွက်ကောင်းမွန်စေပြီးစိတ်ဖိစီးမှုရောကြစေပါတယ်ဗျာတတိပြုရမယ့်ချက်ကတော့တွေးချိုယောဂရှိသူများအတွက်အများကြီးမစားသင့်ပါထိုးချက်သမျှအစာမလောက်ပဲတစ်နေ့တစ်လောက်စားပေးလို့ရပါတယ်ဗျာအဆောင်တကြီးပဲအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ